စီယုံစီငန်းပိုင်ရှင်လူကြီးမင်းတို့အနေနဲ့ TikTok မှာဗီဒီယိုတင်ပြီး market ထဲမှာနေရာယူဖို့စဉ်းစားနေပြီလားဒါဆိုရင်တော့ကိုယ့်ရဲ့လုပ်ငန်းနဲ့ page ကို image မကျသွားစေဖို့အတွက်ညီမတို့ Yotion Marketing Agency ကနေပြပြသွားမယ်အချက်၃ချက်ကိုလုံးဝမလုံးမိဖို့အတွက်အထူးသတိထားရပါမယ်ပထမဆုံးတစ်ချက်က before and after ပြရရင်သွေးထွက်တန်ရုံပြကွက်တွေကိုလုံးဝမသုံးပါနဲ့ TikTok ရဲ့ community guidelines အပြင် Medicare advertisement policy အရပါလူနာရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေသွေးထွက်တန်ရုံပုံတွေကိုပါအရှိတိုင်းပြမယ်ဆိုရင်ဗီဒီယိုအပိတ်ခံရအောင်နဲ့မကစေကရဲ့ image ကိုပါထိခိုက်စေနိုင်ပါရဲ့ရှင်ဒုတိယချက်ကတရားရခိုင်နှုန်းပြောက်စီရမယ်ဆိုတဲ့ဂရိလွန်ကျွံပေးတာတွေကိုရှောင်ကျဉ်ရပါမယ်ကျမကြီးနဲ့လှပဆိုင်ရာကူလုံးတွေကတဦးနဲ့တဦးရက်စက်မတူနိုင်တာမလို့ချက်ချင်းသိတာတဲ့တရားရခိုင်နှုန်းကောင်းဖို့အာမခံတဲ့ဆိုတဲ့စကားလုံးတွေကိုသုံးပြီးတော့ဗီဒီယိုဖန်တီးတာတွေကိုမလုပ်သင့်ပါဘူးနောက်ဆုံးချက်ကတော့လူနာတွေရဲ့ခွင့်ပြုချက်မပါဘဲနဲ့သူတို့ရဲ့ privacy ကိုချိုးဖောက်တာမျိုးမလုပ်ပါနဲ့စီယုံစီကံကိုလာပြတဲ့လူနာတွေရဲ့အတန်းသို့မဟုတ် case တွေကိုသူတို့ရဲ့ခွင့်ပြုချက်မပါဘဲနဲ့ဗီဒီယိုတွေမှာထည့်သွင်းတာကလည်းစေဘက်ဆိုင်ရာကျင့်ဝတ်ကိုချိုးဖောက်ရကြပါတယ်ဒီတော့စီယုံစီကံလုပ်ငန်းပိုင်ရှင်တွေအနေနဲ့ကျန်းမာရေးနဲ့စေဘက်ဆိုင်ရာဗီဒီယိုမျိုးတွေကို guidelines တွေနဲ့အညီစနစ်တကျနဲ့ယုံကြည်မှုရအောင်ဘယ်လိုဖန်တီးရမလဲခေါင်းစားနေရဆိုရင်တော့ညီမတို့ရဲ့ Yotion Marketing Agency ကိုသာဆက်သွယ်လိုက်ဖို့မမေ့ပါနဲ့နော်